အရင်တစ်ပတ်ကတော့မင်္ဂလာပါဗျာလေးကိုတင်ပြီးပါပြီဆိုတော့ဒီတစ်ပတ်မှာတော့မိသားစုနဲ့မိတ်ဆက်စုဆိုတဲ့ slide လေးရှိနေပါတော့ဒီ slide လေးကိုကြည့်အောင် slide ထဲမှာဆိုရင်ဆရာကပြောပြနေတယ်ပြီးတော့နေရာမှာပုံလေးကတ်ထားတယ်ဆရာကဘာပြောလဲဆိုတော့ဆရာမိသားစုမှာတဲ့ဆရာဖေဖေမိမိဆရာဇနီးနဲ့တာသမီးတွေရှိကြတယ်ကဲကလေးတို့မိသားစုမှာရောကွယ်တဲ့ဆိုပြီးတော့မေးထားတယ်ပုံထဲမှာဆိုရင်ဖေဖေမိမိဇနီးနဲ့တာသမီးပုံလေးပါတယ်အဲ့တော့တသားတို့မိတို့ကလည်းတသားတို့မိတို့ရဲ့မိသားစုနဲ့မိတ်ဆက်ဖို့အတွက်ပုံလေးဆွဲပြီးတော့ပဲဖြစ်ဒါမှမဟုတ်ဓာတ်ပုံလေးကပ်ပြီးတော့ပဲဖြစ်အင်စာလေးလုပ်ကြည့်ကြမယ်နော်ပြီးတော့ဒါလေးကတော့အရင်တစ်ပတ်ကခလေးဥမှာရှိတဲ့ပစ္စည်းကလေးတွေကိုပုံဆွဲပြီးပြောကြရအောင်ဆိုတဲ့နေရာလေးမှာဆိုရင်ဒါတသားလေးတစ်ယောက်ကအင်စာပို့ပေးထားတဲ့ပုံလေးပါဒုတိယကမှဆိုရင်ကလေးတို့ကြိုက်တဲ့ကစားနည်းတွေကိုပုံဆွဲပြီးပြောကြရအောင်ဆိုပြီးပါတယ်ဒုတိယကမှဆိုရင်ကလေးတို့ကြိုက်တဲ့အစားအစာတွေကိုပုံဆွဲပြီးပြောကြရအောင်ဆိုပြီးပါပါတယ်တသားလေးအင်စာပို့ထားတာပထမဆုံးမှာဆိုရင်သူကခဲရရဲ့ခဲပြရဲ့စာအုပ်လေးကိုပုံဆွဲထားပါတယ်သူကြိုက်တဲ့ကစားနည်းမှာဆိုရင်ဘောလုံးလေးတွေဘူပေါင်းလေးကားလေးပြထားပါတယ်အစားအစာမှာဆိုလို့ရှိရင်တော့ရေခဲမှုလေးရဲ့ပန်းသီးလေးရဲ့ငပြောသီးလေးရဲ့ပြထားပါတယ်အဲ့ဆိုရင်ဆင်မတို့အခန်းနှစ်ကိုစကြရအောင်အခန်းနှစ်ကတော့ဖြီးကြပြလင်ကများရုပ်ဖက်ရေးဆိုလားဆိုတဲ့အခန်းလေးဖြစ်ပါတယ်အရင်ဆုံးဖြီးကြပြလင်ကမစခင်မှာဆိုရင်ဖိုးစာလုံးကြပြလေးစပါတယ်ပုံထဲမှာကြည့်ကြအောင်ပုံထဲမှာတသားလေးကဘာလုံးနေလဲမသိဘူးဟုတ်တယ်စာဖတ်နေရပြီးတော့မတည့်ရပြီးတော့မှရှာနေရဘာတွေရှာနေရလဲတော့မသိဘူးပေါ့နော်ပုံလေးရှိတယ်ကဲကြပြလေးမှထောင်ကြည့်အောင်စာလုံးထိုးစာလုံးသုံးဆိုစီစီစာဆူတော့စာဆူတော့မှာဘိုက်ကစာစီချမ်းစာဝထမင်းရှာအောက်စင်မှာလားစင်ပေါ်လားစာဒီကြပြလေးကိုတော့တက္ကသိုလ်မြတ်ဆိုတော့ရေးပေးထားတာပဲဖြစ်ပါတယ်အဲဆိုတော့ကြပြထဲမှာဖိုးစာလုံးလေးကစောစီစီပါလို့နေလဲဆိုတော့စာစုံနေသူစာစုံနေနဲ့ဗိုက်စာလာတယ်ဗိုက်စာလာတဲ့အခါမှာထမင်းစားဖို့အတွက်အမင်းနဲ့စီနဲ့ဆမ်းပြီးစားဖို့အတွက်ထမင်းရှာတယ်အဲ့ထမင်းကအောက်စင်မှာရှိရလားစင်ပေါ်မှာရှိရလားသူမသိရောသူကမှစင်ပေါ်မှာသွားကြည့်ရပြီးတော့အောက်စင်မှာကြည့်မှာပေါ့နော်အဲ့တောင်းလေးပဲဖြစ်ပါတယ်ပထမမျိုးလည်းလိုက်ဆိုကြည့်ကြပါအောင်မျိုးနဲ့တူတူပြန်ပြီးတော့ဆိုကြည့်လိုက်ရတယ်နော်ကဲပြီးရင်တော့ဆင်မတို့ရေးချကြရအောင်ဆိုတဲ့အခန်းလေးကိုလည်းဆက်မှာပဲဖြစ်ပါတယ်။အမှဆိုရင်ပထမဆုံးကမြင်းလေးပြထားတယ်ရေပင်ကြီးမြင်းလေးကိုခေါ်ရပါတော့။တတမီတို့စာရေးတဲ့မြင်းချောင်းလေးအတိုင်းအတဲလေးဆွဲထားတယ်။အမှဆိုရင်ဒီမှာအပွားနေပြီးတော့ထပ်ခုပြီးတော့ဆက်ဆွဲရမှာပါအဆက်ကလေးကိုဆက်ရမှာပါအပွားနေထပ်ရေးပါမယ်။ပြီးရင်ခါဝေးမှာဆိုရင်မြင်းအဆောင်လေးရှိမယ်။ခန်းငယ်မှာဆိုရင်မိုးရွာလေးလိုမျိုးမြင်းအတဲလေးရှိမယ်။ကာကြီးကခရုပုံလေးခွေနေရမြင်းချောင်းလေးရှိမယ်။ငါတော့အဝိုင်းပုံလေးဖြစ်ပါတယ်။အဲ့ဒါလေးတစ်ချက်ထပ်ပြီးတော့ရေးကြည့်ကြရအောင်နော်။ဒါကတော့ခုနကတသားမီးရဲ့မိသားစုတစ်ပုံလေးကပ်ပြီးတော့တငယ်ချင်းတွေကိုမိတ်ဆက်ပေးရမယ်ဆိုတဲ့ပုံလေးဖြစ်ပါတယ်။ပြီးရင်တော့ဆင်မတို့ကောင်းငယ်ကိုတောင်းကြမယ်။ကောင်းငယ်ကကြတော့ရုပ်ပုံကြီးကရွတ်ဆိုပြည်တဲ့ရုပ်ပုံရွေးချယ်ဆိုတဲ့ကောင်းစင်လေးပဲဖြစ်ပါတယ်ပထမဆုံးပြထားတာကသူ့အတန်ကလို့ထွက်ပါတယ်နာမည်ကတော့ကာကြီးပါသူ့ရဲ့ပြေးကြပြလေးကတော့ကလေးငယ်ချစ်ဆက်ပွဲပဲဖြစ်ပါတယ်ပြေးရဲ့အတန်ကပါပြေးရဲ့နာမည်ကကာကြီးပါပြေးကြပြလေးကကလေးငယ်ချစ်ဆက်ပွဲအမျိုးစုကြည့်ပါဦးဟုတ်တယ်ကလေးငယ်ချစ်ဆက်ပွဲပါဟုတ်ပြီဒီကြပြလေးလဲဆိုပြီးပါပြီပြင်းနဲ့မရကာကြီးလို့ခေါ်တယ်အတန်ကလို့ထတာလေးသိပါဆိုလို့ရှိရင်ပုံလေးကိုကြည့်ရအောင်ပုံလေးမှာပြေးတဲ့လူရဲ့ပုံလေးကိုရောင်ချကြမယ်ပထမဆုံးတစ်ပုံပေးထားတယ်ကလေးဟုတ်တယ်နောက်တစ်ပုံကငါဟုတ်တယ်နောက်တစ်ပုံကဂီတာဟုတ်တယ်အဲ့မှာဆိုရင်ပြေးတယ်နော်ဆရာတို့ဆရာမတို့ကတင်ထားတဲ့ကပေါ့နော်
ကဆိုတဲ့အတန်ပါတာကပဲပုံလေးဖြစ်မယ်ဟုတ်တယ်ကလေးပုံလေးဖြစ်မယ်အဲ့တော့ကလေးကိုရောင်ချဲရပါမယ်နော်ရောင်ချဲပြီးပါလေနော်ဆရာမတို့ကာကြီးကိုလေချောင်းမြင့်ပေါ်မှာရေးကြည့်ပါမယ်10မိနစ်လောက်အင်စာလေးလုပ်ပါမယ်ကာကြီးလေးရင်ဆုံးတစ်ချောင်းရေးပြီးပါဆိုရင်ကျန်တာကိုအင်စာလေးဆက်လုပ်ကြမယ်နောက်တစ်ခုကတော့အတန်ခလို့ထွက်ပါတယ်ခကွေးပါဘီးနာမည်လေးကခကွေးပါဘီးတန်ကခလို့ထွက်ပါတယ်သူ့ရဲ့ဘီးကြလေးကခခရီကုန်းမာလေးပြုံးဖြစ်ပါတယ်ဘီးကြလေးပြန်ဆိုရအောင်ခခရီကုန်းမာလေးပြုံးဟုတ်ပြီဘီးတန်လေးကုန်းလေးကိုရောင်းချရမယ်ဆိုရင်ကြည့်ပါဦးပထမပုံကဇီကွက်ဟုတ်တယ်နောက်တစ်ပုံကခွေးဟုတ်တယ်နောက်တစ်ပုံကစင်းဟုတ်တယ်အဲ့တော့ရေးတန်ကခပေါ့နော်ခတန်ပါလေးဖြစ်မလဲဟုတ်တယ်ခွေလေးကိုရောင်ချကြမယ်ကဲအဲ့ဆိုရင်ဒီဘီရဲ့နာမည်ကခခွေးပါဘီရဲ့အတန်ခလို့ထွက်ပါတယ်သူ့ကိုရေးမယ်ဆိုရင်တစ်စက်ပဲရှိပါတယ်အစာနဲ့စမယ်ဝိုင်းမယ်အစံလေးထည့်ပါမယ်ဘီကဗျာနာမည်လေးကခဘီကဗျာလေးကဖြတ်ခခရီကိုမာလေးပြောင်းဖြစ်ပါတယ်ဟုတ်ပြီခခွေးကိုတစ်ချောင်းရေးကြည့်ကြမယ်ဟုတ်တယ်ခခွေးလေးတစ်ချောင်းရေးပြီးသွားပြီဆိုရင်ကျန်တာကိုအင်စာဆက်ရေးပါမယ်နောက်တစ်ခုချေလို့ဆင်မလို့ကြည့်ကြမယ်နောက်တစ်ခုကတော့ကအတန်ကလို့ထွက်ပါတယ်ကသူ့ရဲ့နာမည်လေးကငယ်ပါကငယ်ဟုတ်တယ်သူ့ရဲ့ပြည်ပြာကကနန်းတင်ပြောင်းရွှင်ရွှင်ကနန်းတင်ပြောင်းရွှင်ရွှင်ဟုတ်တယ်ကလေးကိုရေးရင်လည်းဒီမှာကြည့်ပါဦးဒီကနေဘယ်ဘက်ကနေစမယ်ညာဘက်မှာဆုံးမယ်တစ်ချက်တည်းဆွဲပါမယ်ပေါ့နော်ကနန်းတင်ပြောင်းရွှင်ရွှင်ဒီရဲ့အတန်ပါတဲ့ပုံလေးကိုရှာကြည့်အောင်စပုံလေးကဒီဟာပြောနောက်တစ်ပုံကဂီတာနောက်တစ်ပုံကအဲ့ဆိုတော့ခါတန်ပါလေးကဘာဖြစ်လဲဟုတ်တယ်ဂီတာလေးဖြစ်မယ်ကဲဆရာမတို့ကလေးကိုတစ်ချောင်းရေးကြည့်အောင်တစ်ချောင်းရေးကြည့်ပြီးပါပြီဆိုလို့ရှိရင်ကျန်တာကို10မိနစ်လောက်အင်စာဆက်ရေးကြမယ်နော်ကဲနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကတော့သူ့ရဲ့အတန်ကိုငါလို့ခေါ်ပါတယ်ငါသူ့ရဲ့နာမည်ကလည်းငါပါပဲအဲ့တော့သူကအတန်ရောနာမည်ရောတူတူပါပဲငါပါငါသူ့ရဲ့ပြေပြလေးကငါငချိန်ပေါင်းစားလို့ကောင်းဖြစ်ပါတယ်ပြေပြလေးနောက်တစ်ခေါက်ပြန်ဆိုကြည့်အောင်ငါငချိန်ပေါင်းစားလို့ကောင်းဟုတ်ပြီငါ့ကိုရေးတဲ့အခါမှာသူကလည်းတစ်ချက်တည်းရေးရပါတယ်သူ့ရေးရင်သတိထားမှာဒီအောက်ကနေစပြီးတော့အပေါ်ကိုဆွဲတင်ရပါတယ်အပေါ်ကနေစပြီးအောက်ကိုမရေးပါဘူးเนาะအောက်ကနေစပြီးတော့အပေါ်ကိုဆွဲရပါမယ်ငါငချိန်ပေါင်းစားလို့ကောင်းဖြစ်ပါတယ်ကဲငါလေးရေးမယ်ငါလေးမရေးခင်မှာဒီမှာပုံလေးကိုကြည့်အောင်ပုံလေးသုံးပုံမှာဆိုလို့ရှိရင်ငါတန်ပါတာပဲပုံလေးဖြစ်မလဲပေါ့နော်ပထမတစ်ခုကဘာကောင်းလေးလဲဆိုတော့ငယ်ဟုတ်တယ်ငယ်လေးနောက်တစ်ခုကကျတော့ခေါင်းအောင်နောက်တစ်ခုကကက်ချီဟုတ်တယ်ငယ်နော်အဲဆိုတော့ပဲပုံလေးဖြစ်မယ်ဆိုတော့ငယ်ကိုရောင်လေးချဲပါမယ်ပြီးသွားလို့ရှိရင်တော့ချဲလို့ငါရေးပါမယ်ငါတစ်ချောင်းရေးပါမယ်ငါကိုရေးရင်ခုနပြောထားရင်အောက်ကနေစပြီးတော့ပုံဆွဲရပါမယ်ငါလို့လဲဆိုပြီးတော့ရေးရပါမယ်ငါဟုတ်ပြီကြောင်းရေးပြရဆိုရင်ကျန်တဲ့မျက်နှာကိုအင်စာလေးရေးလိုက်မယ်ဒါလေးကတော့အင်စာပြထားတဲ့မိမိလေးရဲ့ပုံလေးကိုပြပေးရပါတတမိမိတို့ရဲ့မိသားစုတပ်ပုံလေးကပြီးတငယ်ချင်းတွေကိုမိတ်ဆက်ပြအောင်ဆိုတဲ့နေရာမှာမိမိလေးကပုံလေးဆွဲပြီးတော့မိတ်ဆက်ထားပါတယ်ကဲဒီတစ်ပတ်တော့ဒီလောက်ပါပဲရှင်ကျေးဇူးတင်ပါတယ်